everyone ဒီနေ့မှာတော့ Father Pyramid ရဲ့ Trigo chapter 11ပေါ့နော်အဲ့ဒီမှာဒီ past paper 2020 John paper 2ကိုဒီ trigonometry ပိုင်းလေးကိုလုပ်ပြပေးသွားမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့မိကွန်းကအမှတ်ကတော့တော်တော်လေးများရပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့စလိုက်ကြရအောင်ပထမဆုံးအဖို့ကတော့ show that cos a plus b plus cos a minus b ကဒီနဲ့တူကြောင်တက်တည်ပြမှာပေါ့နော်အဲ့ဆိုလို့ရှိရင်အရင်ဆုံးဒီဘက်ကကောင်က left hand side ဖြစ်ရမှာလို့ဒါတော့လွယ်ပါတယ်သူကတခါရဲ့ဒီသူ့ရဲ့နေရှိပြီးသားပေါ့နော် cos a plus b ဆိုလို့ရှိရင် cos minus sin နဲ့ထည့်ပြီးတော့တွက်လိုက်လို့ရှိရင်ရပြီပေါ့နော်အဲ့ဆိုရင်တခါရေးထည့်လိုက်တော့မယ်အဲ့တော့ cos a plus b ဆိုတော့ cos a cos b minus sin a sin b ပြီးတော့ကြတော့ဒီမှာ cos a minus b ဆိုတော့ cos a cos b plus sin a sin b ပေါ့နော်အဲ့ဆိုလို့ရှိရင် sin a sin b ကကြည်သွားဆိုတော့ 2 cos a cos b အဲ့ဆိုရင်တူလို့ချင်တာရပြီပေါ့နော်ဒါဆိုရှင်တော့ show that ကိုပြီးသွားပြီနောက်တစ်ခုကကျတော့ hence show that cos p plus cos q ပေါ့နော်ဒီကနဲ့တူကြောင်းကိုတက်တည်ပြခိုင်းတာအဲ့ဒါဆိုရှင်ဒီမှာ hence ဆိုတဲ့စာလုံးလေးပါတဲ့အတွက်ကြောင့်မလို့ဒီအပေါ်ကဟာနေချိတ်ပြီးတော့ပြန်တွက်ရမယ်ဆိုတဲ့ပေါ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာဒီနှစ်ခုရဲ့ဆက်သွယ်ချက်ကိုတစ်ချက်ကြည့်လိုက်ဒီမှာတော့ cos a plus b plus cos a minus b အဲ့တော့ဒီမှာကျတော့ cos p plus cos q ပေါ့နော်ဒါဆိုလို့ရှိရင် ab ကို p နဲ့တစ်ခေါက်ညီ a minus b ကို q နဲ့တစ်ခေါက်ညီလိုက်လို့ရှိရင်တော့တူလို့ရှင်တာထွက်လာမယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်အရင်ဆုံး let ထားလိုက်ပေါ့နော် a plus b ကဘာနဲ့တွားတူလဲဆိုလို့ရှိရင် p နဲ့တွားတူတယ်နောက်တစ်ခုကကျတော့ a minus b ကဘာနဲ့တွားတူလဲဆိုလို့ရှိရင် q နဲ့တွားတူတယ်ဒီမှာဆိုလို့ရှိရင်ရနှစ်ခုကိုပေါ့လေ equation 1 equation 2ထားပြီးတော့တွက်လို့ရတယ်ပေါ့ဒါဆိုရှင် equation 1နဲ့ equation 2ကိုနှောက်လိုက်မယ်ဆိုရှင် a plus b equal to b ရဲ့ a minus b equal to q ရဲ့ပေါ့ဒါဆိုရှင်ရှင်းလိုက်လို့ရှင် 2a is equal to p plus q a equal to p plus q by 2နောက်ဒါ a တန်ဖိုးရသွားပြီဆိုတော့ a တန်ဖိုးကိုဒီequation 1 equation 2ကြိုက်တဲ့တစ်ခုရဲ့မှာထည့်လိုက်ပေါ့နော်ထည့်ပြီးလို့ရှိရင် b ရဲ့တန်ဖိုးကိုရှာမယ်equation 1ထဲမှာပဲပြန်ထည့်လိုက်မယ်ပေါ့နော် equation 1ထဲမှာပြန်ထည့်မယ်ဆိုတော့ a ရဲ့တန်ဖိုးက p plus q by 2 plus b equal to p ပေါ့အဲ့တော့ဒီမှာဆိုရင် b is equal to p minus p plus q by 2 so b is equal to 2p minus p plus q ဆိုတော့နောက်ဆုံး b ဖြတ်ဘယ်လောက်ရလဲဆိုလို့ရှိရင်ဒီမှာကွင်းပေါ့နော်ဒီကွင်းကိုလုံးဝမေးလို့မဖြစ်ဘူးဟုတ်အောင်ကြာကျန်သွားပြီဒါဆိုရှင်ဟုတ်ပေါ့အဲ့ဆိုရှင်ခိုင်ကွင်းမှာဖြည့်လိုက်မယ်ဆိုတော့ p minus ဒီထား 2p ပေါ့နော်အဲ့ဆိုရှင်နောက်ဆုံးလို့ခြင်းနဲ့ p minus q by 2ရတယ်ဒါဆိုရှင်ဒီမှာဆက်သွယ်ချက်ကိုတစ်ချက်ပြန်ကြည့်ပေါ့နော်ဒီမှာကျတော့ 2 cos a cos b ဒီမှာကျတော့ 2 cos b plus q by 2 cos p minus q by 2အဲ့တော့ a နေရာမှာ p plus q by 2ကိုအစားသွင်း b နေရာမှာ p minus q by 2ကိုအစားသွင်းလို့ရှိရင်သူ့လိုချင်တဲ့အဖြေရပြီပေါ့နော်အဲ့တော့နောက်ဆုံးပြန်ရေးပေးလိုက်လို့ရှိရင်နော် 2 cos p by q by p plus q by 2 cos p minus q by 2ရပြီဒါဆိုရှင်တော့သူ့လိုချင်တဲ့ဖြေရသွားပြီပေါ့နော်ဒါဆိုလို့ရှင်ပြီးသွားပြီအဲ့ c မှာဘာလို့ကျင်လဲဆိုတော့ solve for 0ကနေပြီးတော့ pi by 2ကြားမှာရှိရဲ့ဒီသူ့ရဲ့ဒီတိရတန်ဖိုးကိုရှာပြရမှာပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီရှာဖို့အတွက်ဆိုလို့ရှိရင်ဒီအပေါ်မှာပေးထားတဲ့ဟာတွေကိုအမြဲပြန်သုံးရမယ်ဆိုတာတော့အဲ့လို
ခေါင်းထဲမှာအမြင်စဉ်းစားထားမယ်ပေါ့နော်မဟုတ်လို့ရှိရင်ဘာကိုရှာမလဲဆိုပြီးတော့မသိဖြစ်နေတတ်တယ်ပေါ့အားကြောင့်မို့လို့ဒီဟာနဲ့ချိတ်ဆက်ပြီးတော့ရှာမယ်ဒီမှာဆိုလို့ရှိရင်ဒါလေးပြန်ကူးရေးလိုက်မယ်နော်ဒါကြောင့် cos 5 theta plus cos 7 theta equal to 0ဒါဆိုလို့ရှိရင်ဒီဟာနဲ့ပဲတက်မယ်ပေါ့နော်အဲ့ဒါကိုပြင်ပြီးတော့တက်ရမယ်ဒီမှာကျွန်တော် p plus q ဆိုတော့ p plus q by 2ဒီက p minus q by 2အဲ့ဆိုလို့ရှိရင်2 cos ဒါကို p လို့ထားဒါပေါ့နော်5 theta ဆိုတာ p ဒါ q ပေါ့လေအဲ့တော့သူအပေါ်မှာပြောဆိုလေအဲ့လိုလေးထားပြီးတော့တွက်လိုက်လို့ရှိရင်ကိုလိုချင်တဲ့ဖြေရပြီ5 theta plus 7 theta by 2ပြီးတော့ cos p နဲ့ q နဲ့နှုတ်မှာပေါ့နော်5 theta minus 7 theta by 2 is equal to 0ဆိုတော့ရှင်းလိုက်လို့ရှိရင်နောက်ဆုံးဒီမှာတစ်စိတ်ကြော်လိုက်မယ်ပေါ့နော်12 theta ရမယ်12 theta ကို2နဲ့ဆောက်လို့ရှိရင် bigger 6 theta then ဒီမှာကျတော့ minus 2 theta ဆိုတော့ cos minus theta ဖြစ်သွားတယ်ပေါ့နော်ဆိုတော့0ဆိုတော့ဒီမှာဆိုလို့ရှိရင်တစ်ခုချင်းစီကို0နဲ့ပေးနေပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင်2 cos 6 theta ကို0နဲ့တစ်ခေါက်နေပြောကြတော့ or ဒီ cos minus theta က cos theta လို့ပဲရေးရမှာ cos theta လို့ပဲရေးရဆို0တစ်ခေါက်ထားဒါဆိုလို့ရှိရင်သူရှာခိုင်းတဲ့လိုချင်တဲ့ဟာ0ကနေပြီးတော့ဘာလဲဆိုလို့ရှိရင် pi by 2ပေါ့အဲ့တော့ပထမတစ်ခေါက်ရှာမယ်ဆိုလို့ရှိရင်ဒီဘက် cos 6 theta ကိုအရင်ရှာမယ်ပေါ့နော် cos 6 theta ကိုအရင်ရှာမယ်ဆိုလို့ရှိရင်သူကဟိုဘက်သွားစားလို့0ပဲအဲ့တော့ဒီမှာဆိုလို့ရှိရင်6 theta ပေါ့နော် cos ကဟိုဘက်သွားလို့ရှိရင် cos 0ကဘယ်လောက်ဆိုလဲရှိရင်calculator ထဲမှာနှိပ်လို့ရှိရင်ဒီက radian မဟုတ်ဖြစ်ရမယ်နော်အမြဲမှတ်ထားအဲ့တော့ pi by 2နောက်တစ်ခုထပ်ရှာမယ်ပေါ့နော်နောက် angle တစ်ဘက်ထပ်ရှာမယ်ရှာမယ်ဆိုလို့ရှိရင်သူကဘာဖြစ်မလဲဆိုတော့သူ့ကိုဒီပထမရတဲ့ဟာကိုဒီ360ရနှုတ်ရမှာပေါ့နော်360ဆိုတော့ဒီpi နဲ့ဆိုလို့ရှိရင်2 pi ရှိရပေါ့2 pi minus pi by 2နောက်တတိယဒီ third solution ကြတော့ဒီပထမဆုံးရထားတဲ့အဖြေကိုဟို plus of minus 360ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ပေါင်းလိုက်လို့ရှိရင်တော့ရတယ်ဘာလို့လဲဆိုတော့ဒီ plus plus တွေပဲလို့ရှင်တာဆိုတော့လေဒီမှာpi by 2ကိုpi by 2ကို plus 2 pi နဲ့ပေါင်းအဲ့လိုပေါင်းလိုက်လို့ရှိရင်တော့ဒီမှာတစ်ခုရပြီပေါ့နော်ဒါပေမဲ့ဒီမှာမပြီးဘူးဘာလို့လဲဆိုတော့ဒီမှာ6 theta မို့လို့အကုန်လုံး6နဲ့လိုက်စားရအောင်ပါပေါ့နော်အဲ့တော့ဒီမှာနောက်တစ်ခု cos theta ကတော့တစ်ခါရိုးတန်းရှာလို့ရတယ် pi by 2ရတယ်ပေါ့နော်ဒါ pi by 2မှာရင်ဂိတ်ဆုံးသွားပြီဆိုတော့ထပ်ပြီးတော့မရှာရလဲရတယ်အဲ့ဒီမှာနောက်ဆုံးဒီ6 theta ဟာကိုပဲရှာလိုက်တော့မယ်အဲ့တော့နောက်ဆုံးဖြေရကြတော့ဘာရမှာပေါ့ဒါ pi by 12ရမယ်ဒီ2 pi minus pi by 2ကိုအရင်ဆုံးရှင်းပြီးတော့မှ6နဲ့ပြန်စားလဲရတယ်ပေါ့မဟုတ်လို့ရှိရင်တစ်ခါ calculator ထဲမှာလည်းရှင်းလို့ရတယ်ဖြေရဟောရမယ်3 pi by 3 pi နောက်တစ်ခုကကြတော့ဒီကကြတော့ဟောရမယ်5 pi အဲ့ဆိုရှင်ရင်ဒီကောင်ကဆို1 by 4ဖြစ်မှာနော်တစ်ခါ1 by 4ပြောင်းလိုက်ရပြီဒါလည်း12ပဲဆိုရဒါဆိုရှင်တော့ C ပြီးသွားပြီနောက်တစ်ခုကကြတော့ D ဒီကကြတော့ show that လောက်ခိုင်းတာပေါ့နော်show that 3 marks ဆိုတော့ cos 8x ရယ်2 cos 6x ရယ် cos 4x ရယ်ကိုဒီဟာလေးရအောင်တွက်ခိုင်းတာပေါ့အဲ့တော့နံပါတ် D အတွက်ကိုရေးလိုက်တော့ left hand side ကဘာပေးထားလဲဆိုလို့ရှိရင် cos 8x ရယ်ပြီးတော့2 cos 6x ရယ် cos 4x ရယ်ပေးထားတယ်ဒါဆိုလို့ရှိရင်ပို့ပြီးတော့အပေါ်ကကောင်လေးနဲ့တွက်လို့အဆင်ပြေသွားအောင်လို့ဒီနှစ်ခုကိုတွဲပေးလိုက်ပေါ့နော်
အဲ့ဆိုရှင်တော့သူ့လိုချင်တဲ့အဖြေပို့ပြီးတော့ရဖို့နှီးစက်တယ် cos 4x plus 2 cos 6x အဲ့ဆိုရှင်ဒီအပေါ်မှာ p plus q ပုံစံထားပြီးတော့ပဲတွက်လိုက်မယ်ဆိုလို့ရှင်သူကဘယ်လောက်ရမလဲဆိုတော့ဒီမှာဘယ်လောက်ရမလဲဆိုလို့ရှင်တရားကိုနည်းနည်းကြော်လိုက်မယ်နော် 2 cos x နဲ့ 4 နဲ့ပေါင်းရင်12ကို2နဲ့စားရင် 6x ရတယ်ပြီးတော့ cos p ရဲ့ q နှုတ်တော့ကောင်က x က4နှုတ်တော့4ကို2နဲ့စား 2x cos 2x ပေါ့နော်အဲ့တော့ 2 cos 6x ရတယ်အဲ့တော့ဒီမှာဘာပုံပါနေလဲဆိုလို့ရှိရင်2 cos 6x 2 cos 6x ချင်းတူနေရယ်အဲ့တော့2 cos 6x ကိုပုံထုတ်လိုက်မယ်2 cos 6x ကိုပုံထုတ်လိုက်ရင်ကျန်လဲဆိုတော့ cos 2x နဲ့ plus 1နဲ့ကျန်အဲ့တော့ဒီမှာရင်သူပေးထားတာမရဘူးဆိုပြီးတော့တစ်ချက်မတွေးပါနဲ့ပေါ့နော် cos 2x ဆိုတာရှိရ cos 2x ဆိုတာကcos 2x ဆိုတာက cos x plus x လေဟုတ်တယ်မလားအဲ့တော့ပြန်ပြီးတော့ခွဲလို့ရတယ်အဲ့ဘာရမလဲဆိုတော့cos minus sin ပေါ့ဒီမှာ x ရတူပဲဆိုတော့ cos square x minus sin square x ရမှာပေါ့အဲ့တော့2 cos 6x ဆိုလို့ရှိရင်တခါရဲဒီလိုလေးခွဲပြီးတော့တွက်လိုက်မယ်ပေါ့နော်ဒီလိုလေးခွဲပြီးတွက်လိုက်မယ်ဆိုလို့ရှိရင် cos square x minus sin square x plus 1ဒီမှာလေးတစ်ခုရှိရပေါ့နော်cos square x minus sin square x ပေါ့ဒီမှာဆိုလို့ရှိရင်သိထားတာက sin square နဲ့ cos square နဲ့ပေါင်းလို့ရှိရင်1ရတယ်ဒါဆိုလို့ရှိရင်ဒီသူကအပေါ်မှာလိုချင်တဲ့ဟာက cos တွေပဲလိုချင်တာဆိုတော့ sin ကို cos ဖြစ်အောင်အစားထိုးပြမယ်ပေါ့နော်အစားထိုးပြမယ်ဆိုလို့ရှိရင်ဒီကောင်ကိုအစားထိုးရမှာပေါ့ဒီကောင်ကိုအစားထိုးမယ်ဆိုလို့ရှိရင် sin square x ကဘာနဲ့တွားတူလဲဆိုတော့1 minus cos square x နဲ့တွားတူတယ်ဒါလေးရှိရနော်တရားလေးတစ်ချက်အဲဆိုလို့ရှိရင်2 cos 6x ကိုအစားထိုးလိုက်မယ် cos square x အစားထိုးရဲ့အရှိက minus ရဲ့အဲ့ဒီအတွက်ကြောင့်မို့သတိထား minus နဲ့ဝင်မြောက်ပြအောင်minus 1 plus cos square x ခါရဝင်မြောက်လိုက်ပြီပေါ့နော်ပြီးတော့ plus 1ဆိုတော့ minus 1နဲ့ plus 1နဲ့ကြည့်သွားရဲဆိုတော့2 cos 6x ပြီးတော့2 cos square x အဲ့ဆိုဒီမှာ cos square x နဲ့ cos square x နဲ့ပေါင်းရင်2 cos square x ပြီးတော့ဒီမှာမြောက်လိုက်ပဲပေါ့နော်4သူလိုချင်တဲ့ပုံစံက4 cos 6x okay 4 cos 6x cos square x ဒါဆိုလို့ရှိရင်တော့သူလိုချင်တဲ့ show သက်ထွက်သွားပြီပေါ့နော်ဒါဆိုရှင်တော့နံပါတ် D လေးပြီးသွားပြီနောက်တစ်ခုနံပါတ် E ပေါ့နံပါတ် E ကကြောက်သူကဒီမှာပေးထားတဲ့ဟာတွေကိုခက်ဆင်ဆင်ပဲဒါပေမဲ့ 4 မပါဘူးtrigonometry မှာတင်ထားရတာကြောင့်ဒီ plus နဲ့ minus နဲ့ပဲရှိရပေါ့ဒီ integrate လုပ်တဲ့ဟာမှာလေအမြောက်ဒီအစားရမတင်ရသေးဘူးဆိုတော့ဒီဟာကိုပဲပြန်ပြီးတော့အစားထိုးပြန်တွက်ရမှာပေါ့ဒါပေမဲ့ဒီကောင်ရဲ့အဖေကကြောင့်4 cos 6x cos square x ရတယ်ဒါပေမဲ့ဒီမှာသူလိုချင်တာကကြောင့် cos 6x cos square x ပဲရှိရဲအဲ့တော့ရှင်းရှင်းလေးပဲဒီဟာတစ်ခုလုံးကို1/4နဲ့မြောက်လိုက်1/4နဲ့မြောက်လိုက်လို့ရှိရင်ဒီက4ကလည်းကျေသွားမယ်အဲ့အတွက်ကြောင့်မို့လို့ဒီ cos 6x cos square x ပဲရမယ်ပေါ့နော်အဲ့လိုလေးရရှိအဲ့လိုလေးတစ်ချက်တော့တွေးမိဖို့လိုရပေါ့နော်အဲ့ဒါမှအဖြေကထပ်ထွက်မှာပေါ့ဒါဆိုရှင် E က0ရယ်ပိုင်း3ရယ်ပေါ့သူလိုချင်တာ cos 6x cos square x dx okay ဒါဆိုရှင်ရိုက်တစ်ခုလုံး1/4နဲ့စ1/4နဲ့မျှမယ်ပေါ့နော်ဒီနေရာမှာတစ်ခါရဲ့အပေါ်ကဟာအစားထိုးလိုက်လို့ရဆိုတော့ 1/4 အဲ့တော့ cos xx plus sorry 2 cos 6x plus cos 4x dx ပေါ့အဲ့ဆိုလို့ရှိရင်စပြီးတော့တွက်လို့ရတယ်အဲ့တော့ဒီ integrate လုပ်တဲ့နေရာမှာ 1/4 ကိုတစ်ချက်ဖယ်ထားလိုက်မယ်ပေါ့နော် 1/4 တစ်ချက်ဖယ်ပြီးတော့ဆိုတော့ cos xx ကိုဒီမှာ integrate လုပ်မယ်ဆိုလို့ရှိရင်သူက cos ကို integrate လုပ်လို့ရှိရင် sin ပေါ့နော်
ပြီးတော့ကျတော့ဒီဘက်ကဒီသူ့ရဲ့ x ရဲ့ coefficient နဲ့ပြန်ပြီးတော့စားပေးရမှာပေါ့အဲ့တော့ cos 8x ဆိုလို့ရှိရင် sin 8x by h ဖြစ်သွားမယ်ပြီးတော့ကျတော့2 sin 6x by 6 plus sin 4x by 4နော်0 pi by 3ပြီးတော့သူကဒီပုံစံမှာဆိုရှင် exact value ကိုလိုချင်တာပေါ့နော်သူက exact value လို့ပြောတယ်အမှန်တကယ်ဆိုရင်တော့ဒီနားမှာရှင်းပြီးတော့ calculator ရေးထည့်လိုက်လို့ရှိရင်တော့အဖြေကထွက်ပြီဒါပေမဲ့ exact value မထွက်ဘူးပေါ့exact value ထွက်အောင်လို့ကိုယ်ကတွက်ပြရမှာပေါ့အဲ့တော့ဒီမှာအရှင်းဆုံးပုံစံလိုက်မယ်နော်1 by 4ရှင်းဆုံးပုံစံလုပ်လို့ဆိုလို့ရှိရင်1 by 8 sin x 8ဒါကြတော့2နဲ့6ဆို1 by 3 sin 6x plus 1 by 4 sin 4x so pi by 3 by 0တော့နောက်ဆုံးက1 by 4ထည့်မယ်ပေါ့နော်ပထမဦးဆုံးအရင် pi by 3ကိုဒီ x ညာမှာလိုက်ထည့်မယ်ထည့်ပြီးလို့ရှိရင် minus ဒီဟာရေအကုန်လုံး0ပြန်လိုက်ထည့်မယ်ပေါ့နော်ထည့်မယ်ဆိုလို့ရှိရင်1 by 8 sin x pi by 3 plus 1 by 3 sin 6 pi by 3 plus 1 by 4 sin 4 pi by 3ဒါတစ်ခုရယ်ပြီးတော့ကြတော့minus ပြီးလို့ရှိရင်ဒီမှာsin xx နေရာမှာ0တွေလိုက်ထည့်မယ်ပေါ့နော် sin 0ဆိုလို့ရှိရင်ဖြေရလဲ0ပဲပေါ့အဲ့တော့0ပဲမို့လို့ဒီကောင်တွေအကုန်လုံးက0တွေပဲဖြစ်သွားမှာမို့0ပဲရေးလိုက်တော့မယ်အဲ့ဆိုလို့ရှိရင်1 by 4ပြီးလို့ရှိရင်ဒီကောင်ရှင်းတဲ့အခါဒီကောင်ရှင်းလိုက်ရင်အဖြေဘယ်လောက်ရလဲဆိုတော့3 by 16ရမယ်ဆိုတော့ဒီကောင်ကကြတော့2 by 0ရမယ်အဲ့ကြတော့by 4ပုံမှန်ဖြစ်ဆိုminus root 3 by 8ရဒါ0ဆိုတော့ထည့်ပြီးတော့မရေးတော့ဘူးပေါ့နော်အဲ့ဒါဒီကောင်ရှင်းတဲ့တစ်ခါနောက်လိုက်လို့ရှိရင်အဖြေက minus root 3 by 64ရမယ်ဒါတော့နောက်ဆုံးအဖြေပေါ့နော်ဒါဆိုလို့ရှိရင်တော့Trigo ဒီ 2020 June paper 2 question number 10တွက်တာလေးကတော့ပြီးသွားပြီပေါ့နော်ဒီမှာတော့အကုန်အစုံတော့ပါသွားရဲ့ဒီ integrate တွေရောဒီ show that တွေရောangle share ရောပေါ့နော်ပါသွားပြီဆိုတော့အများကြီးထောက်ကူဖြစ်မယ်လို့မျှော်လင့်ပါတယ်နားထောင်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ် see you in my next video